မေ့တယ်ဆိုရင်ลืมယူလာဖို့မေ့တယ်ลืมเอามาဖုန်းယူလာဖို့မေ့တယ်ลืมเอาโทรศัพท์มาไปสั่งไอ้อยู่ล่ะผมไม่ได้ลืมเอากระเป๋าตังค์มาพาสปอร์ตอยู่ล่ะผมไม่ได้ลืมเอาพาสปอร์ตมาทีเนี้ยมาลืมเอาแยะอันนั้นมาကိုမေးတဲ့ပစ္စည်းလေးကိုထည့်ပြီးပြောလို့ရပြောပြီးတော့မှနောက်ကမာလေးထည့်ပြောလိုက်ရင်ဒါစကားလုံးတစ်ကြောင်းဖြစ်ပါပြီရှင်အဲ့တော့အဆင်ပြေပါစေမင်္ဂလာပါ